Harry James Potter သည်အင်္ဂလန်နိုင်ငံမှမွေးဖွားသောမျိုးချစ်ဝီကင်အဆင့်ရှိမော်စရာတစ်ယောက်ဖြစ်ပြီးခေတ်ပြိုင်သမိုင်းတွင်ထင်ရှားကျော်ကြားသောမော်စရာများထဲမှတစ်ယောက်ဖြစ်သတ်မှတ်ခံရသူဖြစ်သည်သူသည်မောင်မိုက်မော်စရာ Lord Voldemort ကိုတိုက်ခိုက်အနိုင်ယူမိသူဖြစ် Hawking ထုတ်ခံထားသူဖြစ်သည်သူ၏မိဘများကသူငယ်စဉ်ကပင်သူ့ကိုကာကွယ်ရန်အသက်ဆွန့်ရသည့်နောက် Harry နှင့်သူ၏မိသားစုသည် Voldemort ၏ပြစ်မှတ်ဖြစ်လာကပုံအောင်နေထိုင်ခဲ့ရသည်သူကိုသူ၏မူရင်းမျိုးနွယ်ဝင်ဒါစလီမိသားစုမှမွေးစားဆောင်ရှောက်ခဲ့ပြီးသူ၏မော်စရာအဖြစ်လူရှုထားရန်စူးစမ်းခဲ့ကြတော့လေနောက်ဆုံးတွင် Harry သည်အမှန်တရားကိုသိရှိသွားက Hogwarts မော်တိပန်ကျောင်းသို့တက်ရောက်ခဲ့သည် Gryffindor ကျောင်းအိမ်သို့ခွဲခြားသတ်မှတ်ခံရသည်နှစ်ပေါင်းများစွာစွန့်စားခန်းများစွာကိုစတင်ခဲ့သည်သူ၏ပြန်တမ်းရေးအသင်းကိုအောင်ပွဲစီသို့ဦးဆောင်ခြင်းမိုဟီတက်တော်များနှိမ်ကျင်ဆိုင်ခြင်းသုံးဦးသိပ္ပံပြိုင်ပွဲကိုအနိုင်ရခြင်းအပြင်ဒမ်ဘော်ဒို၏တက်မတော်အမည်ရှိလျှို့ရှုခုခံမှုအဖွဲ့ကိုဖွဲ့စည်းခြင်းတို့ပါဝင်သည် Harry နှင့်သူ၏တငယ်ချင်းများသည်ဒုတိယမြောက်မော်ဆိုစစ်ပွဲတွင်အဓိကအခမ်းကဏ္ဍမှာပါဝင်ခဲ့ပြီး Voldemort ၏ Horcrux များကိုစူဆောင်းဖျက်ဆီးရန်စ조사ခဲ့ကြသည်စစ်ပွဲအပြီးတွင် Harry သည်မော်ဝင်ကြီးနိုင်ကြီးပြုပြင်ပြောင်းလဲခြင်းကိုကူညီဆောင်ရွက်ပေးခဲ့သောမော်ရဲတပ်ဖွဲ့မင်းဒီလောက်ဖြစ်လာခဲ့သည်